အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့တော့ကျွန်တော်ဆလာဗီယာငမြချက်ကလေးချက်ဆောင်မှာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးဝယ်လာတဲ့ငါးလေးကိုတော့ကျွန်တော်ဘိုက်ခွဲကြီးကွန်ချွတ်တခြားတန့်စင်ထားပါတယ်အခုကတော့ကျွန်တော်ငါ့ကိုအရာလေးတွေပေးပြီးတော့ကျွန်တော်အရသာစိတ်ဝင်အောင်လို့ပြီးပေးမှာဖြစ်ပါတယ်ပြီးရင်တော့ရတာအနေနဲ့စားစနွင်းထည့်မှာဖြစ်ပါတယ်ခင်ဗျာစားစနွင်းကိုတော့ကျွန်တော်တစ်ဖက်ကိုတစ်ချက်စီလောက်တေချာလေးဖိနေပေးပါတယ်နောက်တစ်ဖက်ကိုလည်းထိုးနည်း၎င်းမဲ့စားနဲ့စနွင်းထပ်ပြီးတော့ထည့်ပြီးနေပါမယ်အကောင်လိုက်ကြော်မှာဖြစ်တဲ့အတွက်အရသာစိတ်ဝင်အောင်တော့တေချာလေးနေပေးရပါမယ်ခင်ဗျာနေလို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်ကြော်ဖို့အတွက်အိုးထဲကိုစီရင်ထည့်ပါမယ်စီကိုတော့9မြောက်အောင်ထိထည့်ပါမယ်ခင်ဗျာစီအိုးလေးလည်းပူလာပြီဆိုရင်တော့ကျွန်တော်9ထည့်ကြော်ပါမယ်ခင်ဗျာ9ကြော်နေတဲ့အချိန်မှာတော့ကျွန်တော်မမြကြီးကြော်ဖို့အတွက်စက်သွန်ကြီးပါပါလေးထိပါမယ်ခင်ဗျာစက်သွန်နီကိုလည်းပပလေးတေချာညီညာဆိုညှိပြရပါမယ်အဲ့ဒါမှအကျက်ညီပြီးတော့စားလို့ကောင်းမှာဖြစ်ပါတယ်စက်သွန်ဖြူနီလေးလည်းလှိပြီးတော့ပြီဆိုတော့ကျွန်တော်ငါ့ကိုဟိုဘက်ဒီဘက်လမ်းပါမယ်ခင်ဗျာငါစီမြော့အောင်ကြော်တဲ့အတွက်ကတ်မနေပါဘူးခင်ဗျာနောက်ပြီးတော့အိုးကလည်းမကတ်တဲ့အိုးဆိုတော့တော်တော်လေးစီနေပါတယ်ခုတော့စီတက်ဖို့အတွက်ကျွန်တော်ပြင်ဆင်ထားတဲ့အိုးထဲကိုကျွန်တော်ကြက်သွန်အနီကိုအရင်ဆုံးထားပြီးတော့စီတက်ပါမယ်ကြက်သွန်အနီကရေတက်များတဲ့အတွက်သူ့ကိုအရင်ဆုံးကြိုပေးရပါတယ်ခုဆိုရင်9ကြော်လေးကလည်းအစင်းသင်းဖြစ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်မီးလေးပိတ်ထားပါမယ်ခင်ဗျာကြက်သွန်အနီလေးလည်းရောင်လေးလာပြီဖြစ်တဲ့အတွက်ကျွန်တော်ကြက်သွန်ပြူထည့်ပြီးတော့ထပ်ကြော်ပါမယ်ခင်ဗျာကြက်သွန်ဖြူအနီရောင်လေးတော်တော်လေးကိုအဆင်ပြေတော့ဖြစ်တဲ့အတွက်ကျွန်တော်ရတာအနေနဲ့အများကြီးထည့်ပါမယ်ခင်ဗျာထည့်ထားတဲ့ငမြကြီးလေးလည်းပွက်လာပြီဆိုတော့ကျွန်တော်မျိုးဒီခွဲချမ်းလေးထည့်ပါမယ်ခင်ဗျာဟုတ်နောက်ဆုံးမှာတော့ကျွန်တော်ရေလေးအနည်းငယ်ထည့်ပြီးတော့ပွက်လာပြီဆိုရင်တော့မီးပိတ်ပါမယ်ခင်ဗျာရန်ကိုလက်ကူရွှေရှင်းပြီးစားလို့အရန်ကောင်းတဲ့ဟင်းတစ်ခွက်ပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ရေလေးတွေလည်းခန်းစီလေးလည်းပြင်လာဖြစ်တဲ့အတွက်အများကြီးကြော်ကိုကျွန်တော်မီးပိတ်ပါမယ်ခင်ဗျာအားလုံးစင်သင်းဖြစ်သွားပြီဆိုတော့ကျွန်တော်ကြော်ထားတဲ့9ကြော်ကိုပကံထဲကိုရင်ထည့်ပါမယ်ခင်ဗျာပြီးသွားရင်တော့ငါးမြကြီးကြော်ကိုကျွန်တော်ဘောကနေတောင်းပေးပါမယ်ခင်ဗျာတကယ်ကိုစားလို့အရန်ကောင်းတဲ့ဆလာဗီယာကြော်ငါးမြကြီးချက်ကလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ